Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဦးပါပေါ့နော်အခုလိုမျိုးအရန်ပူတဲ့တကြံကာလမှာဆိုလို့ရှိရင်မဖြစ်မနေလှုပ်တော့တင်တဲ့ဒီဘက်ကတရက်သီးအုံတို့တာကူဖြော်ရည်လေးလှုပ်ကြသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ let's go ပထမဦးဆုံးဦးတို့ခွက်လေးတဲကိုဒီဘက်ကအုံတို့တာကူပြင်လေးထည့်လိုက်ပါမယ်ဒီအုံတို့တာကူပြင်လေးကပေါ့နော်ဦးမနက်ကမှလှုပ်လာလိုမျိုးအယောင်လေးနဲ့နှစ်ထပ်ဆိုတော့အိမ်မှာပဲလှုပ်တော့စတူဒီတာပဲကြွေကြွေလှုပ်ကြည့်လို့လဲလှတယ်လှုပ်လို့လဲလွယ်တယ်ပေါ့နော်ဦးတို့အုံတို့တာကူပြင်ပေါင်းလေးလုပ်ဖို့အတွက်ပထမဦးဆုံးရင်နွေးပူပူတဲ့ကိုတာကူစေးတစ်ခွက်ထည့်ပြီးတော့9မိနစ်လောက်ပြုတ်ပြီးထားလိုက်ပါမယ်ဒီပုံထဲကအနေထားအတိုင်းဖြစ်လာပြီဆိုလို့ရှိရင်တော့ဦးတို့ဒါလေးကိုနှစ်ခွက်ခွဲပြီးတော့ဖယ်ထားလိုက်ပါမယ်ပထမခွက်ထဲမှာဦးတို့ဒီထဲကိုတကြားစပွဲတင်စွန်း3စွန်းထည့်လိုက်ပါမယ်အုံတို့အနှံ့ရတာအတွက်အုံတို့စပွဲတင်စွန်း2စွန်းပြီးတော့စားအနှင်းငယ်ထည့်လိုက်ပါမယ်ကဲဒါဆိုဦးတို့ဖုတ်ကာလာစားထည့်လို့ရပါပြီဦးကတော့အဝါလေးတစ်ထက်အစိမ်းလေးတစ်ထက်လောက်မှာဆိုတော့ဖုတ်ကာလာကိုအဝါရဲ့အစိမ်းရဲ့သုံးထားပါတယ်ဒီအစိမ်းလေးထဲမှာဆိုလို့ရှိရင်ပို့ပြီးတော့စွန်းမွေးနံလေးပါမှုန်းနေအောင်လို့စွန်းမွေးရည်လေးပါထည့်ထားပါတယ်ဒါလေးကတော့မရှိမထည့်လို့ရတယ်ပေါ့နော်ပြီးရင်တော့သူတို့နှစ်ယောက်လုံးကိုအသေးချာလေးနှမ်းဆက်အောင်မှုပြီးတော့ထောဘက်လေးနည်းနည်းထည့်ထားတဲ့ခွက်လေးထဲထည့်ပြီးပေါင်းပေးလိုက်ပါမယ်ဒီတာကူလုံးလေးတွေကလုံးဝကြည်ပြီးတော့အပြင်လိုက်လေးဖြစ်သွားတဲ့အထိပေါင်းပေးရပါမယ်နှစ်ထပ်လုပ်ဖို့ဆိုလို့ရှိရင်လည်းပထမတစ်ထပ်ကို9မိနစ်လောက်ပေါင်းပြီးတော့ဒုတိယအလွှာကိုထပ်တင်ပါတယ်ထပ်တင်ပြီးတော့မှဦးတို့နှစ်လွှာလုံးလုံးဝကြည်သွားတဲ့အထိထပ်ပေါင်းလိုက်တာပဲဖြစ်ပါတယ်ပြီးရင်တော့ရီစလုံးလေးတွေကိုခဏထည့်အေးပြီဆိုတာနဲ့ဦးတို့ဒါလေးကိုညှက်ပြီးတော့သုံးဆောင်လို့ရပါပြီဦးကတော့ဖြော်ရည်ထဲမှာထည့်သုံးပါပါဒီဟာကိုဒီတိုင်းသုံးဆောင်မယ်ဆိုလို့ရှိရင်အုံသီး6လေးနဲ့လည်းတင်ပြီးစားလို့ရပါတယ်အချို့ပိုစားနိုင်တယ်ဆိုလို့ရှိရင်လည်းပိုထည့်ပြီးတော့ပေါင်းလို့ရပါတယ်ဒီအုံလို့တာကူပေါင်းလေးတွေကိုထည့်လိုက်ပါမယ်တရက်သီးလေးထည့်လိုက်ပါမယ်တရက်သီးလေးတွေကိုတော့ဖွင့်လို့ပေးပါရာသီဥတုအရန်ပူတော့ဒီရုပ်ကလေးဖြစ်နေပါပြီပြောလို့ရှင်တို့ဒီထဲကိုဒီအုံသီးရည်လေးထည့်ပါမယ်ဒါကတော့ဥသုံးထားတဲ့တစ်စိတ်လေးပါ One eternity later ဥတာကိုလုံးဝဖွင့်လို့မရတော့လူမျိုးထိတ်ကလေးကိုဓားလေးနဲ့ဖောက်လိုက်ပါတယ်ဒါကျမရဲ့စိတ်ရှင်နိုင်သွမ်းလေးပါဒီအရေကချိုတယ်ပေါ့နော်ဒီအရေတစ်ခါရေးထည့်လိုက်ပါမယ်ဥတို့ဓားထပ်မထည့်တော့ပါဘူးတကယ်လို့ဒီအုံသီးကြောက်ကြောကဟိုအရေမပါဘူးဆိုလို့ရှင်ဓားရည်ထပ်ထည့်ရပါမယ်အားမရှိပေမဲ့ဓားရှိရဲဆိုတော့ဥလို့လူမျိုးပြောရတဲ့နဲ့ဒါကိုဖွင့်နိုင်တဲ့အားတော့မရှိဘူးဒါပေမဲ့ဓားလေးနဲ့ဖောက်လိုက်တယ်လို့ပါတော့ဦးတို့ဒီထဲကိုနှိုးစိမ်းလေးလည်းထည့်လိုက်ပါမယ်ဆန်းဆက်ဆိုတော့လေနေအဝင်ကိုလုံးဝအမီရိုက်နေရတဲ့အနေအထားဖြစ်နေတာအုံတို့လေးလည်းနည်းနည်းထည့်လိုက်ပါမယ်စပွဲတင်ဆို2ဆွန်းလောက်ပဲမှန်းပြီးထည့်လိုက်ပါမယ်နို့တီလေးလည်းနည်းနည်းထည့်လိုက်ပါမယ်ဒါဆိုရင်တော့ဦးတို့ရဲ့တရက်သီးတာကူပြင်ဖြော်ရည်လေးရသွားပါပြီတောက်ကြပါဦးနိုစိမ်းအရသာလေးနဲ့ဟိုမှာအုံလို့နဲ့နည်းနည်းမှုံးမွေးလေးနဲ့စားလို့ကောင်းတယ်အုံလို့အရန်မများဘူးရဲ့တရက်ဒီလေးနဲ့လိုက်ဖက်နေအောင်ဆက်ကြပါအောင်ရှာရှည်ရကြုံနဲ့ပါတယ်တကယ်ဆိုတော့တာကူပြင်ကလေဒီလိုမျိုးအခဲလိုက်လေးပြန်ပေါင်းစရာမလိုပဲနဲ့ပေါ့နော်ဒီတိုင်းအယောင်လေးထည့်ပြီးတော့ပဲဟိုတက်လာလေးဖြစ်အောင်ပြုတ်လို့ရပါတယ်ဥကရှာရှည်ပြီးအပြင်လေးဖြစ်အောင်ပြန်ပေါင်းတာပါဒါပေမဲ့လိုမျိုးအပြင်လေးဖြစ်အောင်ပေါင်းတာလို့ပဲပေါ့နော်ဒီအခဲလိုက်လေးစားလိုက်တဲ့အချိန်မှာအီတုံလေးနဲ့စားလို့ကောင်းပါတယ်အုံးကြီးလေးစားပါမယ်ဒီရဲတုံးလေးအများကြီးထည့်ပြီးတောက်တော့အေးမှုံးမွေးလေးနဲ့တောက်လို့ကောင်းတယ်ရ
ဦးဒီနေလုပ်ပြရတဲ့ဒီတရသီးတာကူပြင်ဖြော်ရည်လေးရပါတော့ဒီတာကူကိုပေါင်းတာလွယ်လို့ရှင်ကြက်နာအကုန်လုံးကအရန်လွယ်ပါတယ်များသောအားဖြင့်ဝယ်ပြီးထည့်လိုက်ရုံပဲပေါ့နော်ဒီတော့ဒီနွေရာသီမှာအလုတ်ရှုပ်သက်တာပြီးရတာလည်းကောင်းတယ်ကိုရိုင်းမဲဆာစတူဒီတာပဲကြွကြွအရန်အဆင်ပြေတဲ့ဖြော်ရည်လေးလွတ်တော့ချင်တယ်ဆိုလို့ရှင်တော့ဒါလေးလွတ်တော့လို့ရပါတယ်ဒီနေ့တော့ကတော့ပါပဲအားလုံးပဲတက်တာပါဦးဆန်းဆက်လေးကြည့်ရတဲ့ဆက်စားလိုက်ပါဦးမယ်ဒီတော့ဆန်းဆက်သွားပါပြီအားလုံးပဲတက်တာပါ